ကိုကအခုဒီ aircon တင်တာကို OGD ရောစာပေးလက်တွေရောဒီ certificate ထွက်သွားပြီနော်အဲ့ဒီတော့ကိုကျွန်တော်မိကုန်းနေနေတော့နေရှင်လို့ကျွန်တော်ဒီတော့ကျွန်တော်အခုနာမည်ချက်တော့ပြပြတော့နာမည်ကချင်းကိုရှင်ဟောဘာလို့ဒီ aircon အတန်းကိုတက်ခဲ့ရလဲနော်ဘာရဝန်ဒီရနဲ့ကမ္ဘာမှာဘူးတက္ကသိုလ်ကွန်ဒီတင်တန်းကျောင်းကိုဘယ်လိုစပြီးခဲ့ရလဲနည်းကြည့်ခဲ့ရလဲတက္ကသိုလ်ကွန်တင်တန်းကျောင်း Facebook ကနေFacebook ကနေကြည့်ခဲ့ရဟုတ်တင်တန်းမတက်ခင်နဲ့တက်ပြီးတော့ဘာကွာချာပါဘာတိလာဟုတ်ဟွာအခြေဒီလိုက်တဲ့ဘိုင်းနေနဲ့ဟောတင်တာနဲ့ရိုးရိုးဆိုတော့စာပြီးတော့လက်တွေ့တော့စာပြီးတော့လက်တွေ့ကိုတိလာကိုတိလာဟုတ်ဒီ OJT စင်းတာနဲ့ပတ်သက်ပြီးတော့လုံငန်းပင်တက်မြောင်လောက်တိုးတက်သွားလို့ထင်တယ်ဒီလက်တွေ့စင်းတာနဲ့ပတ်သက်ပြီးစင်းတာနဲ့စာရေးပဲတင်တယ်ဆိုတော့လက်တွေ့လိုက်စင်းတော့ပို့ပြီးတော့သိညာရောဟိုခက်ခဲတဲ့ညာကြီးဒီတင်တန်းတက်နေစဉ်ဒီမှာဒီကျောင်းမှာလို့ဒါမှမဟုတ်လို့ OJT စင်းတဲ့အချိန်မှာအမတ်တရားတွေပါရှိလာတယ်ပြောပြရတာအမတ်တရားတွေရှိပါလို့လုံးတိုင်းလွယ်သွားတော့ပြန်ပြီးခါခါပြန်လောရတာပေါ့အဲ့လိုမျိုးမရရတော့အများကြီးပေါ့ဒီလိုက်ဆိုတော့လုံနေလွယ်သွားတာလုံနေလွယ်သွားရှိရင်ဟုတ်ဒါလုံခိုင်းတာမျိုးကိုလုံးလိုက်တာမျိုးဖြစ်တာဒီအဲကွန်တက်ရောက်မဲ့နောက်ထပ်တက်ရောက်မဲ့လူတွေပါလေဂျန်ပြူစီဟောရောတက်ရောက်မယ်တက်မယ်ဆိုစာရေးတဲ့တင်နေတာပေါ့ OJT လိုက်စင်ပြီးတော့စာပဲတင်တာဆို OJT ကိုလိုက်စင်ပြီးဒီနဲ့နှစ်ခုပေါင်းလိုက်တဲ့အခါကျပို့ပြီးတော့ဟိုတက်မြန်မှာပေါ့သူသိပါဒီတင်တန်းပြီးတော့ဟိုရှေ့ဆက်မဲ့လုပ်ငန်းတွေပါအဲ့လိုရှိတာလို့လုပ်ငန်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဲ့ဒီရှေ့ဆက်တော့ဟိုလုပ်ငန်းဝင်လုံးပါတော့ဒီအကွန်နဲ့ပတ်သက်တာဝင်လုံးနဲ့ပတ်သက်ဝင်လုံးမှာဟိုနေ့ဟောအဲ့ဒီကပို့ပြီးတော့ရတော့ဟုတ်နာမည်ဝင်လုံးဟုတ်ကဲ့နောက်ပိုင်းမှာကိုယ်ပိုင်ကိုရင်းရှိရခါကြတော့ကိုယ်ပိုင်ကြောင်းဒီလိုပါ